ရှမ်းပြည်နယ်မှာဟိုနေရာမှာထုံးကနေဒီနေရာမှာထိုင်းကနေဆိုတော့ကလေးတွေစာတင်ပေးဖို့စာတင်ချောင်းကြီးတွေမှာဆရာနဲ့ဆရာမလုံးနေတယ်အရန်ဝမ်းနေနေအင်တာနက်မတင်လိုက်ဘူးတယ်လီဖုန်းလေးနဲ့ခိုးရိုက်မထားဘူးလားနေဘာပြောနေတာလဲနေပြောတော့ပြောရလေဒီချာနာထောင်မှာဘာတော့ငါတို့ရှမ်းပြည်နယ်မှာဟိုနေရာမှာထုံးကနေဒီနေရာမှာထိုင်းကနေဆိုတော့ကလေးတွေစာတင်ပေးဖို့စာတင်ချောင်းကြီးတွေမှာဆရာနဲ့ဆရာမလုံးနေတယ်ငါရန်ဝမ်းနေအဲ့ဒါနေအင်တာနက်မတင်လိုက်ဘူးလားတော့ဒါချက် Facebook မှာမတင်ဘူးဘာလို့ပြောတာလဲဟိုနေတော့ဒီမှာပညာရေးဝန်ထမ်းတွေလုံးနေတာကိုအင်တာနက်တင်လိုက်မှနိုင်ငံတော်ကသိပြီးလွတ်ပေးလို့ရမှာပေါ့အတီလိုလားအဲ့ဒါပြောလာပါအေးရှမ်းလေဒုထဝရီမြစ်ကိုမပြတ်အောင်ထိမ့်သိမ့်ဖို့နေတာဝန်နော်ကချင်ပြည်နယ်နဲ့နေတဲ့အေယာဝတီမြစ်ကြီးကိုလေဆယ်ကြီးမဆောက်အောင်နဲ့လဲစောက်ရှောက်ပေါ့အဲ့ဒါတော့စိတ်ချတို့နိုင်ငံတို့လူမျိုးတွေအတွက်တမိုင်းမညို့ခဲ့တဲ့တို့ရဲ့အေယာဝတီကိုမပြည့်စည်အောင်ထိမ့်သိမ်းရမှာတို့နိုင်ငံသားတွေရဲ့တာဝန်ပါငါတို့လည်းစောက်ရှောက်မှာပါအဲ့ဒီအေယာဝတီမြစ်ကြီးကိုတို့ဖခင်ဘိုလ်ချုပ်အောင်ဆန်းကလည်းသိချစ်တာဘိုလ်ချုပ်ကဖခင်ဘိုလ်ချုပ်အောင်ဆန်းဆိုလို့ကချင်ပြည်နယ်ကိုဘိုလ်ချုပ်အောင်ဆန်းရောက်တော့မနိုးပွဲမှာပြောသွားတဲ့စကားတစ်ခုငါခုကြည့်မေ့လို့မရပါဘူးရှမ်းကြီးရဘာပြောကျွန်တော်နိုင်ငံတော်လွတ်လပ်ရေးရအောင်လောက်ကြရအများကြီးရှိလို့ခမရတို့ကချင်ပြည်နယ်ကိုအကြာကြီးမနေနိုင်တော့ကျွန်တော်ကိုခွင့်လို့ပါလို့တောင်းပန်သွားတယ်နိုင်ငံခေါင်းဆောင်တယောက်ကပြည်သူတွေကိုခွင့်လို့ပါလို့တောင်းပန်သွားတာဘူချုပ်အောင်ဆန်းတယောက်သေးပဲရှိတယ်ကောကျွန်တော်အချိန်ရတဲ့အခါကချင်ပြည်နယ်ကိုနောက်တစ်ခေါက်လာပါဦးမယ်အဲ့ဒီကျမှကျွန်တော်တိတ်သွားခြင်းနဲ့မချမ်းဘောရွာလေးကိုသွားပြအောင်သွားပါဦးမယ်လို့ပြောသွားပြီမယ်တို့ဖားကဘူချုပ်အောင်ဆန်းသေးလာသွားတို့ကချင်ပြည်နယ်ကိုနောက်တစ်ခေါက်ရောက်မလာတော့ပါဘူးရှမ်းကြီးဘာထူးမှလဲကချင်ကြီးရဲ့ငါတို့ရှမ်းပြည်နယ်ကိုလည်းဗိုလ်ချုပ်အောင်ဆန်းရောက်လာတာပဲငါသိတယ်ကိုဗိုလ်ချုပ်အောင်ဆန်းလာရင်အကြောင်းရင်းကပြည်နယ်တွေပြည်မတွေမခွဲခြားကြနဲ့တသွေးတွေတသားတွေဖြစ်အောင်ပင်လုံစာချုပ်လာချုပ်တာလေအေးပါဗိုလ်ချုပ်အောင်ဆန်းပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ဗိုလ်ချုပ်ကြောက်တဲ့ကြီးကဗိုလ်ချုပ်အောင်ဆန်းကိုတတိယနေပြီးကချင်ကြီးရဲ့အဲ့ဒါဖခင်ဗိုလ်ချုပ်အောင်ဆန်းကတောင်တန်းမြေပြန့်ပြည်နယ်ပြည်မမခွဲကြပဲသွေးစီညီညွတ်စေခြင်းနဲ့သဘောသွေးမရှိရင်အင်္ဂလိပ်ကလွတ်လပ်ရေးမပေးဘူးဟုတ်တယ်လေတို့ဖခင်ဗိုလ်ချုပ်အောင်ဆန်းကနိုင်ငံနဲ့လူမျိုးကိုကျွန်းဘဝကလွတ်မြောက်အောင်ပဲပြုံးတဲ့နံပြားကိုစပြီးကဲတင်သွားတာကွာဗိုလ်ချုပ်အောင်ဆန်းကပဲပြုံးတဲ့နံပြားစပြီးတိုင်းပြည်လွတ်မြောက်အောင်လုပ်တာအခုလူတွေကပဲပြုံးတဲ့နံပြားမစားတော့ဘူးဟာဘာဒီစားမြေတွေစားတာဟာလှုပ်လာကြည်လားကျွန်းတွေစားတာငါဝင်းကြံတိုင်းလေးတော့ဖြုတ်သိမ်းအောင်မောင်ဟေးတန်းငွေတွေစားတာဤတော်မပေါက်ရေးတော့ပါလားဟေးအခုကြံ့ညံဖမတက်လီဖုံးနေတော့စားနေပြီတဲ့အောင်မလေးနားတော်မကြီးကြဘူးလားဟာဘတူတွေဘလောက်ပင်စားတို့ဖခင်ပို့ကျုံအောင်ဆန်းတေးတာသွားတယ်ဝစ်စုံလေးသုံးစုံပဲသူ့ပိုင်ပစ္စည်းရှိတာတကဘာလုံးကလေးစားเสียရပါဖခင်ပို့ကျုံအောင်ဆန်းကတေးသွားမှဝစ်စုံသုံးစုံနဲ့ရှိတာတို့သိကြရလားအခုလူတွေကတော့မသေးခင်လေးကိုကတိုက်တယ်ဆောက်ကားရစီသမီးအတွက်မြေတွေသိမ်းသားအတွက်ကုမ္ပဏီတွေထောင်တချို့ဆိုစိန်နေစုထားတာအများကြီးပဲအောင်မှာတချို့များမင်းနိုင်ငံသားကဘဏ်တွေမှာဒေါ်လာတွေစုထားတာ7 ဘီလီယံလောက်ရှိတယ်လို့ငါကြားတယ်ကောနေငါအခုမှတီတို့သိတာကြာပေါ့ဒါပေမဲ့သိပေမဲ့လည်းပြောရအောင်ပါဟာခင်ဘိုးချုပ်အောင်ဆန်းကနိုင်ငံရေးလောက်တာစီးပွားရေးလောက်တာမဟုတ်ဘူးစီးပွားရေးလောက်တာမဟုတ်တော့ဘိုလ်ချုပ်ကတော့ဒေါခင်ကြီးနဲ့သားတွေသမီးတွေစားဝတ်နေရအခက်အခဲဖြစ်တာပါအဲ့ဒါကိုသိလို့နင်တို့ရှမ်းစော်ပွားကြီးတူကဘိုလ်ချုပ်မိသားစုအတွက်သီးသန့်ရွှေချောင်းတွေလားလူတွေကိုအဲ့ဒါကိုလူတဲ့လူကျေနပ်အောင်ဘိုလ်ချုပ်ကလက်ခံပြီးနိုင်ငံတော်အတွက်အသုံးပြုဖို့ဖဆပါလာအဖွဲ့ချုပ်ကိုတွားပြီးလူခိုင်းတာတို့ဘိုလ်ချုပ်ပဲကွာအေးဘိုလ်ချုပ်အောင်ဆန်းဆိုတာကနိုင်ငံနဲ့လူမျိုးအတွက်ဆိုရင်အဲ့ဒီလိုမစားပဲနဲ့စွန့်သွားတာကွာဗိုလ်ချုပ်အောင်ဆန်းကမစားပဲစွန့်ခဲ့လို့အခုလူတွေမစွန့်မဲနဲ့ငါကြီးကြလို့ရကြတာပေါ့ဒါပဲကွာတော်ပါပြီကွယ်ဒ
တို့ရှမ်းတွေကပြောရင်ပြတ်တယ်လို့ရင်ရှင်းတယ်ကိုဘာကိုလက်ဖက်ကလေးစိုက်စားတာအေးပါတယ် လက်ဖက်မဆိုင်နဲ့ဘိုလ်ချုပ်အကြောင်းငါပြောကြရင်အများကြီးရှိတယ်ဟို ကြံသေးတယ် ဟာကဘိုလ်ချုပ်အောင်ဆန်းဆိုတာတို့မြန်မာနိုင်ငံနဲ့အရှိတောင်အာရှလင်မကကမ္ဘာမှာတော့ရှာမှာရှာတဲ့ပုံကိုဒူးကြီးပြခဲ့လို့ ဟာအဲ့တော့ဆိုရင်မန္တလေးမြို့ကစိုင်းစရာကြီးစိန်တိလွင်နဲ့အစောတော်မမအိတ်ကဖခင်ပို့ချုပ်အောင်ဆန်းကိုကွန်ပျူတာတဲ့ပြင်ပြုတ်နံပြဒီပူဒီဆိုင်နေပြီတဲ့ ဟုတ်လားရှာမဲလို့ လိုက်ရှိုးသွားကြည့်ရအောင်လာကချင်လောက်ဟန်ရဲ့